Hello and မင်္ဂလာပါကျွန်တော်နာမည်လူပုံမြတ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရှင်းပြမှာတော့ကျွန်တော်ရဲ့ပုံဆွဲထားတဲ့ဇာတ်ကောင်လေးပဲဖြစ်ပါတယ်အခုကတော့စားလိုက်ကြစို့ဒီမှာပေါ့အခုက YouTube ထဲက Sonic လေးပဲဖြစ်ပါတယ်ဒီမှာဒါကတော့ဒါ Sonic the Hedgehog ပဲဖြစ်ပါတယ်ဒီမှာ daily နောက်တက်ထားပါတယ်ဒီမှာဒီ Sonic ကတော့ပြေးနေပါတယ်ဒီ Sonic ကတော့အဝါရောင်လေးပေါ့ဒီကတော့မဲဖြူရောင်လေး Sonic ပေါ့နော်ဒီမှာကြည့်ကျွန်တော်တို့အခုခေတ် game 9 Roblox ရဲ့ game တွေက99တမိန်ပေါ့ဒီအားကြောင့်ဟိုကျွန်တော်တို့ခေတ်ဇီးကွက်ကြီးပေါ့ဒါကတော့ဒီအားတော့ဒါ game ရပါတဲ့ဇက်ကောင်ကလေးတွေပေါ့နော်အခုနောက်တစ်ရက်လှန်လိုက်ပါမယ်ဒါကတော့ Sonic ကားထဲမှာပါတယ် Sonic ကားထဲမှာပါတယ်ဒါကဟိုဟာ Sonic ရဲ့တငယ်ချင်းကသူကSonic ရဲ့တကယ်ကြီးဒီဟာလဲ Sonic ရဲ့တကယ်ကြီးပါသူ့နာမည်သူ့နာမည် Knuckles ကျွန်တော်ဒီအရေးဟို99 game နဲ့ရေမှန်ချက်ထားတဲ့တစ်လုံးခံတဲ့ကြီးပေါ့ဒီလိုမျိုးစောင့်ပါဖြစ်ပါတယ်အခုကတော့မစောင့်ရသေးပါဘူးနောက်ကြရင်စောင့်ရပါတယ်ကျွန်တော်ဗီဒီယိုလည်းတွေ့ရပါမယ်လို့အားလုံးပဲနောက်တစ်ရက်လှမ်းလိုက်ကြစို့မပေါ့နော်ဒီ brain ရောတွေကလူဘီနီပီတာနီဒါကြတော့ကြောစာဦးဒါတုံစာဦးဒါSamini Spider နီဒါ Lucky Block ဒါချစ်ကလေးတဲ့ PC ကလေးတဲ့ဖြစ်ပါတယ်ဒါကြတော့တီစာဟူဒါတစာဟူဒါကြောင့်ကာရနာမနကာရနာဒါဦးနေမှာတူဒါလဲဟိုပထမပြရဲ Sonic the Hedgehog ပဲဖြစ်ပါတယ်ဒါပေမဲ့ तू စွမ်းကြီးရဲ့ Sonic ပေါ့နော် तू အဝါရောင်ဖြစ်သွားသူအဝါရောင်သူပြေးနေတဲ့ပုံနဲ့အသက်ဝင်တာပေါ့နော်အဲ့ဒါတော့မပေါ့နော်ဒါဂျိုကိုလုံးပုံပေါ့ဒီကတော့ပြောရဆိုရင်တော့အဲ့ဂျိုရုံမေးသွားဒါကတော့ကဘာဒါကတော့ Venus ဒါကတော့ Jupiter ဒါကတော့ဘာလဲမသိဘူးကိုင်းနဲ့အောက်စာလေးပေါ့ဒါကတော့တိတ်မသိတော့ဒါ Uranus ဒါစေတန်ဖြစ်ပါတယ်ဒီထဲမှာကြတော့ကျွန်တော် brain ရဲ့ brain ရောအားလုံးပေါင်းတဲ့တိုင်းဒီကအယိုး version ပေါ့နော်အယိုး version ပေါ့နော်နောက်တစ်ရက်ပေါ့နော်ကျွန်တော်ဆွဲထားဒီမှာတိဆောက်ထားရဲ့ဒီမှာထိုးဆောက်ထားတဆောက်ထားဒီမှာ giraffe လာပေါ်မှာပေါ့ giraffe jealous ဒါကြလဘာခါသာတူနေတာပေါ့ဒီအားကြတော့ green ဘစကီရင်းဖြစ်ပါတယ်ဒါကြတော့ secret